ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ဟာကားပြတင်းပေါက်ပြင်ပက်မှာအမျိုးသားတစ်ယောက်ကသူမရဲ့စိန်ခံကားထက်တောင်ပိုမြင့်အောင်ပြေးနေတာကိုမြင်ပြီးထိတ်လန့်သွားပါတယ်။အဲ့ဒီအချိန်မှာအမျိုးသားကအရှိန်ထက်မြင့်လိုက်တာကြောင့်ကားမောင်းနေတဲ့အမျိုးသမီးလက်ထောက်ဟာလန့်သွားပြီးကားဟာထိန်းချုပ်မရတော့ဘဲလမ်းဘေးက6ထဲကိုထိုးကျတော့မဲ့အခြေအနေဖြစ်သွားပါတယ်။ဒါကိုမြင်လိုက်ရတဲ့အမျိုးသားဟာချက်ချင်းပြန်ပြေးလာပြီးကားကိုအားပြင်းတဲ့ရိုက်ချက်တစ်ခုနဲ့တင်ရပ်တန့်ပေးလိုက်ပါတယ်။ကားထဲကလူတွေတတိမဝင်ခင်မှာပဲအမျိုးသားဟာသူ့ရဲ့စစ်ဆက်ထားသူကိုရှာပြီးလက်ထပ်ဖို့အလင်းလိုနေတာကြောင့်ချက်ချင်းပြန်ပြောက်ကွယ်သွားပါတယ်။မထင်မှတ်ထားတာကသူเจ้าတော်ကြီးရဲ့အဝင်ဝကိုရောက်တဲ့အခါလုံခြုံရေးတွေကသူ့ကိုတားဆီးလိုက်ပါတယ်။အမျိုးသားကသူဟာလက်ထပ်ခွင့်တောင်းဖို့လာတာပါလို့ပြောပေမဲ့လုံခြုံရေးကသူ့ပုံစံကတရောင်းစားနဲ့တူနေတာကြောင့်အခုချက်ချင်းထွက်သွားဖို့မောင်းထုတ်ပါတယ်။အဲ့ဒီအချိန်မှာပဲစောစောကအမျိုးသမီးတစ်ထေလေးရောက်လာပြီးအမျိုးသားရဲ့ကောလာကိုဆွဲကလက်ထပ်စာချုပ်ချုပ်ဖို့ခေါ်သွားပါတော့တယ်။အမျိုးသားကတော့အမျိုးသမီးဟာသူ့ရဲ့အရေးချင်းကိုသဘောကျသွားတယ်လို့ထင်နေပေမဲ့တကယ်တော့အမျိုးသမီးဟာမိသားစုရဲ့လက်ထပ်ဖို့ဖိအားပေးခြင်းကိုခံနေရတာကြောင့်ဒီအမျိုးသားကိုအကာအကွယ်ဖြစ်အတုံးချခြင်းတာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာငယ်စဉ်ကတည်းကစစ်ဆက်ထားသူတွေဖြစ်တယ်ဆိုတာကိုသူမမသိသေးပါဘူး။သူမကအဖေဖြစ်သူကိုဒီမျိုးသားဟာသူမရဲ့ရည်စားပါလို့မိတ်ဆက်ပေးလိုက်တဲ့အခါအဖေဖြစ်သူကတထောင်စားတစ်ယောက်ကိုရွေးချယ်ရမလားဆိုပြီးဒေါသထွက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အဖိုးဟာအသက်အန္တရာယ်စိုးရိမ်ရတဲ့သတင်းဆိုရောက်လာပါတယ်။အားလုံးအခန်းထဲကိုအပြေးလွှားသွားကြတဲ့အခါဆရာဝန်တစ်ယောက်ကကုသပေးနေပေမဲ့အမျိုးသားကသူကုသပေးနိုင်ကြောင်းပြောပါတယ်။အဖေဖြစ်သူကတထောင်စားကဆရာဝန်အလုပ်ထဲဝင်မရှုံးနဲ့လို့ပြောပြီးတားဆီးပါတယ်။ဆရာဝန်ကဆေးထိုးအကြီးနဲ့အဖိုးကိုထိုးဖို့ပြင်တဲ့အခါအမျိုးသားကတားဆီးလိုက်ပြီးသူ့ရဲ့ငွေအပ်လေးတွေကိုထုတ်ယူလိုက်ပါတယ်။ဒါဟာဒဏ္ဍာရီလာအဆိုင်ကူထုံဖြစ်နေတာကြောင့်ဆရာဝန်ဟာအံ့ဩသွားရပါတယ်။အမျိုးသားရဲ့ထိန်းချုပ်မှုအောက်မှာငွေအပ်လေးတွေဟာတစ်ခုပြီးတစ်ခုအဖိုးရဲ့ခန္ဓာကိုယ်ထဲကိုစိုက်ဝင်သွားပြီးနောက်တစ်စက္ကန့်မှာပဲအဖိုးဟာအံ့ဩဖွယ်ကောင်းလောက်အောင်တတိပြန်ရလာပါတယ်။သူဟာအသက်20လောက်ပြန်ငယ်သွားတယ်လို့ခံစားလိုက်ရပါတယ်။အဲ့ဒီတော့မှအဖိုးဖြစ်သူဟာဒီအမျိုးသားကိုသူကိုယ်တိုင်စီစဉ်ပေးခဲ့တဲ့မြေဖြစ်သူရဲ့စစ်ဆက်ထားသူမှနှမ်းမှတ်မိသွားပြီး3ရက်အတွင်းလက်ထပ်ပွဲကျင်းပဖို့ဆုံးဖြတ်လိုက်ပါတယ်။အမျိုးသမီးဟာဒီအမျိုးသားနဲ့တကယ်လက်ထပ်ရတော့မယ်လို့မထင်ထားပေမဲ့အဖိုးရဲ့ဝမ်းနဲ့နေတဲ့မျက်နှာကိုကြည့်ပြီးနောက်ဆုံးမှသဘောတူလိုက်ပါတယ်။လက်ထပ်စာချုပ်ချုပ်ဖို့သွားတဲ့လမ်းမှာတော့တထေးသားတစ်ယောက်ကသူ့လူတွေနဲ့လမ်းပိတ်ထားပါတယ်။သူဟာအမျိုးသမီးရဲ့အလှကိုငန်းနေတာကြာပြီဖြစ်ပြီးဒီအမျိုးသားကအရင်လက်ထပ်လိုက်တာကိုမကျေနပ်တာကြောင့်သူ့လူတွေကိုအမျိုးသားကိုထိုးနှက်ဖို့ခိုင်းပါတယ်။ဒါပေမဲ့အမျိုးသားကတထေးသားရဲ့မျက်နှာကအမွှေးမြင်တွေကိုဆွဲပြီးမတင်လိုက်တဲ့အပြင်သူ့လူတွေကိုလည်းအလွယ်တကူပဲနှိမ့်နှင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်စိန်ခံကားတိုင်းကြီးရောက်လာပါတယ်။ကားပေါ်ကဆင်းလာသူဟာအဲ့ဒီဒေတာမှာအချမ်းသာဆုံးတထေးကြီးရဲ့သားဖြစ်ပါတယ်။စောစောကတထေးသားကသူ့ဘက်ကစစ်ကူရောက်လာပြီးအထင်နဲ့ဒီမျိုးသားကိုနှိပ်ကွပ်ပေးဖို့အကူအညီတောင်းပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအချမ်းသာဆုံးတထေးရဲ့သားဟာအမျိုးသားရှိမှအယိုသေးပြုပြီးဥညွတ်နှုတ်ဆက်လိုက်ပါတော့တယ်